လူတွေဟာနေစဉ်နဲ့အမျှကမ္မထန်၄ခုပွားတဲ့နယ်လို့နော်ကမ္မထန်၄ခုပွားတဲ့ဘာပွားတဲ့လဲဆိုရင်ကိုယ့်ရဲ့တရားစွမ်းအားတွေထက်မြက်ဖို့အတွက်ဘုရားနုတ္တိကိုအချိန်ပိုင်းနဲ့ပွားပါအများတရားတွေပေါ်မှာမေတ္တာထားနိုင်အောင်နော်မေတ္တာအချင်းချင်းမေတ္တာစိတ်တွေသက်ဝင်အောင်မေတ္တာပွားပါလူတူတယောက်အပေါ်မှာတွေ့တာမှုတွေလျှော့ချနိုင်အောင်အတုပကမ္မထာကိုပွားပါနောက်တစ်ခါကိုယ့်ရဲ့သိဆုံးမှုအပေါ်မှာကြောက်ရွံ့မှုဆိုတာမဖြစ်ရအောင်မရဏတတိဘာဝနာပွားပါလို့ဒီကမ္မထာ၄ခုဗုဒ္ဓနုတ္တိမေတ္တာအတုပမရဏတတိဆိုရင်ဒီကမ္မထာ၄ခုဟာဒီစတုရရက်ခလို့ဆိုဖိုးခါရိယံပေါ့ကိုယ့်အတွက်အကောင်းဆုံးအဆောင်လျှောက်ပဲလို့လူတွေကအဆောင်လျှောက်ဆိုရင်ပြင်မဲ့ကဟာကိုယ်ဆောင်မှစောင့်နေထင်နေတာမဟုတ်ဘူးကိုယ်တဏ္ဍာမှာကောင်းကျိုးချမ်းသာတွေဖြစ်ဖို့အတွက်ကိုယ့်အတွက်အရေးကြီးတဲ့အဆောင်လုံးမှုပဲလို့ဒီလိုအဆောင်၄မျိုးလို့ဒီလိုဆိုလို့တာနော်ဘာကိုစောင့်တာတုံးလို့မေးလို့ရှင်ဗုဒ္ဓနုတ္တိဖြင့်မိမိရဲ့တရားစွမ်းအားတွေကိုထိမ့်သိမ်းစောင့်ရှောက်ထားသောအပြင်ဒီတရားရော့နေသွားတဲ့ဆိုတဲ့အန္တရာယ်မဖြစ်အောင်လို့ဒီလိုဆိုလို့တာအခုကြရတော့ဗုဒ္ဓနုတ္တိပွားလို့ရှင်အန္တရာယ်ကင်းတယ်တို့ဘာတို့အန္တရာယ်ကင်းဖို့ပဲကြည့်နော်အန္တရာယ်ဖြစ်တာကပြင်မကလာတဲ့အန္တရာယ်မရှိဘူးမဟုတ်ဘူးရှိနိုင်တယ်သို့သောသူအန္တရာယ်ပေးတာတဘဝတခဏပဲတရားတရားပြတ်သွားပြီကျဉ်ညိုစိတ်တွေရောနေသွားပြီဆိုလို့ရှိရင်နော်တန်လျာမှာအန္တရာယ်များတယ်ပေါ့မေတ္တာရဲ့ဆောင်းရှောက်မှုကမေတ္တာခြုံလုံးတယ်ဆိုတာဘာလုံးမှလည်းမသိဘူးနော်မေတ္တာခြုံလုံးတယ်ဆိုတာကိုယ့်ရင်ထဲမှာအမုန်းမရောက်ဘူးလို့ပြောတာညာတော့အဖြစ်တွေးကြတာတော့မေတ္တာခြုံလို့ရှိရင်ငါလက်နဲ့စိတ်ပြီးပြည်တည်တယ်ဗျာဘယ်သူမှငါမတတ်နိုင်ဘူးလို့ဒီလိုသွားတွေးကြမယ်နော်အဲ့ဒါလို့ဆိုလိုတာမဟုတ်ဘူးတကယ်အဓိပ္ပာယ်ကခုနကမေတ္တာရဲ့အကျိုး7မျိုးထဲမှာမပါဘူးလားပါတယ်လေမေတ္တာစွမ်းအားကြီးမားနေလို့ရှိရင်တော့ဒါတွေလေလုံညုံတယ်ဒါတွေကအပယိကလုံညုံမှုတွေပဲတကယ်အရေးကြီးတဲ့လုံညုံမှုကဘာတော့ကိုယ့်ရင်ထဲနှလုံးထဲမှာအမုန်းတရားမရောက်ဖို့ကအရေးကြီးတယ်ဒေါသကိုကာကွယ်တာလို့ဒီလိုပြောအောင်အတုပကဘာကိုကာကွယ်တာတော့ရာဂကိုကာကွယ်တာနော်မရဏတတိကဘာကိုကာကွယ်တာတော့ဆိုရင်တံဝေကမဖြစ်ဘဲနဲ့မေ့မျောနေတာတန်တရားထဲမှာပျော်ပြီးတော့မကောင်းတာတွေလုံးမိမှာဆိုတဲ့အကုသိုလ်တွေကိုကာကွယ်တာလို့ဒါကြောင့်မို့စတုရရက်ခဖိုးခါရိယံဆိုတာ